2026 ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာမြန်မာတနိုင်ငံလုံးအမှတ်အများဆုံးတော်တန်းစရင်မှာပါဝင်ခဲ့တဲ့ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်ရှိမဟော်တရာကိုပိုင်အထက်တန်းကျောင်းမှာဝိပ္ပံဘာသာတွဲနဲ့တော့ဖိုက်ပစ္စမရရှိခဲ့တဲ့6ဘာသာဂုဏ်ထူးရှင်မောင်ဇွဲလင်းထက်နဲ့သွေးဆုံမေးမြန်းထားတဲ့သတင်းကိုရန်ကုန်သတင်းဌာနခွဲမှအခုလိုပဲပေးပို့ထားပါတယ်ရှင်။ကျောင်းသားကျောင်းသူများကိုပညာတော်ုံသာမကဘာသာတရားအစုံအမနဲ့စိတ်သက်ကိုချင်းတရားကောင်းမွန်ပြီးတိုင်းပြည်အကျိုးသည်ဖို့နိုင်အောင်ရည်ရွယ်ချက်နဲ့မဟော်တရာကိုပိုင်ထက်တန်းကျောင်းကိုတည်ထောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဘုံဘုံဖြစ်စေခြင်းနဲ့ရည်ရွယ်ချက်ကတော့ကလေးတွေကပညာတော်ုံတစ်ခုနဲ့တည်းမရဘူးပေါ့။စိတ်ဓာတ်နဲ့ကိုချင်းတရားလည်းကောင်းဖို့လိုသေးတယ်။စိတ်ဓာတ်နဲ့ကိုချင်းတရားကောင်းဖို့ကဘာသာရေးကတာဝန်ယူမယ်။ပညာတော်ဖို့ကြတော့ဒီပညာရေးနဲ့ပတ်သက်တဲ့အုပ်ချုပ်သူတွေသင်ကြားရေးတွေခိုက်တွေဆရာမတွေအားလုံးပေါ့ဒါသူတို့ကဝိုင်းပြီးတာဝန်ယူရတယ်အဲ့တော့နှစ်ခုပေါင်းလိုက်တော့ဒီလိုမျိုးအောင်မြင်မှုရလာတော့ဖုံဖုံဘက်ကလည်းဝမ်းသာတယ်နောက်ကလေးတွေကိုလည်းဒီလိုအောင်မြင်အောင်ကြိုးစားစေခြင်းနဲ့ဒီเจ้าကကလေးမှမဟုတ်ပါဘူးဖုံဖုံတို့ကမြန်မာနိုင်ငံတွင်းမှာမှီတင်းနေထိုင်တဲ့မြန်မာနိုင်ငံသားတွေဖြစ်တဲ့အတွက်တနိုင်ငံလုံးမှာဒီလိုတော်တဲ့ထူးချွန်တဲ့ကလေးတွေပေါ်လာလို့ရှိရင်ကိုယ်နိုင်ငံအတွက်အများကြီးတန်ဖိုးရှိတယ်ပေါ့အဲ့တော့ထူးချွန်ထက်မြက်တဲ့ကလေးတွေဖြစ်အောင်ကြိုးစားကြပါလို့ဒါဖုံဖုံကကျောင်းသားကျောင်းသူအားလုံးကိုတိုက်တွန်းပါတယ်နော်2026ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင်မြန်မာတနိုင်ငံလုံးမှာအမှတ်အများဆုံးစာရင်းတွင် Top 5 ရရှိခဲ့တဲ့မောင်ဇွဲလင်းထက်ကသူ့ရဲ့ကြိုးစားအားထုတ်မှုတွေကိုအခုလိုပြောပါတယ်။ဒါတော့6ဘာသာရှိတဲ့အတွက်အကုန်လုံးတော့နှမ်းဆောင်တော့လေးလာတာပေါ့နော်။အဲ့တော့လေးလာတဲ့အခါမှာကျတော့ဘာသာရဲ့တိုင်းရဲ့အခြေခံသဘောတရားတွေပေါ့နော်။ပြီးရင်အရေးကြီးတဲ့အကြောင်းအရာတွေတိကိုတိထားမယ်အချက်အလက်တွေပေါ့နော်အဲ့ဒါကိုအရင်ဆုံးလေ့လာခဲ့တယ်အဲ့ဒီအတွက်ကြောင့်ကျောင်းမှာဆရာကြီးဆရာမကြီးရာစာသင်တဲ့အခါမှာတေချာအာရုံစူးစိုက်ပြီးတော့နားထောင်ခဲ့ရတယ်သင်ခန်းစာတွေကိုတေချာရှင်းလင်းအောင်နားလည်ဖို့အတွက်ပေါ့အဲ့လိုနားထောင်ခဲ့တယ်အဲ့ဒါပြီးလို့ရှိရင်ဆရာမကြီးရှင်းပြတဲ့အချက်လက်တွေအကြောင်းအရာတွေကိုတေချာနားလည်သွားပြီးဆိုမှကြက်မှတ်ခြင်းအဆင့်ကိုစတယ်ပေါ့နော်အဲကြက်မှတ်တဲ့နေရာမှာဆိုလို့ရှိရင်လည်းဒါကစာကြက်တယ်ဒီဒေးရဒီရကြက်တယ်အဲ့ဒါပြီးလို့ရှိရင်နောက်နေ့တွေရောက်တဲ့အခါမှာအသက်တွေမတက်ခင်မှာပေါ့နော်ဒီဥစ္စာကိုပြန်ပြီးတော့ထပ်ခါတလဲလဲနှွေးပြစ်တယ်ပေါ့အဲ့လိုနှွေးတယ်တပတ်တစ်ခါပြီးသွားပြီဆိုလို့ရှိရင်လည်းတပတ်ကိုယ့်ရဲ့တနင်္ဂနွေနေ့ရောက်ပြီဆိုလို့ရှိရင်တပတ်လုံးကြက်လာခဲ့တဲ့စာတွေအကုန်လုံးကိုပြန်နှွေးတယ်တလားဆိုလည်းအဲ့လိုပဲအဲ့ဒီအတွက်အကုန်လုံးကိုလည်းနှမ်းဆအောင်လုပ်ဖို့အတွက်အချိန်ကိုလည်းတေချာ management လုပ်ခဲ့ရတယ်ပေါ့နော်အချိန်ကိုစီမံခန့်ခွဲခဲ့ရတယ်လာစင်လာတိုင်းမှာဘာသင်ခန်းစာတွေပြီးပြီလဲအဲ့ဒီအတွက်ဘယ်လားမှာဘာကိုပြန်လုပ်မလဲဘယ်အပတ်မှာဘာကိုပြန်လုပ်မလဲဆိုပြီးတော့သင်ခန်းစာတွေအကုန်လုံးကိုအချိန်စီမံခန့်ခွဲခဲ့ရပါတယ်ရမှတ်ပေါင်းကတော့924မှတ်ပါရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်ရှိမဟော်တရာကိုပိုင်ထက်တန်းကျောင်းဟာနှစ်စဉ်တက္ကသိုလ်ဝင်စာမေးပွဲမှာမြန်မာတနိုင်ငံလုံးအမှတ်အများဆုံးတော်တန်းစရင်တွင်ပါဝင်ခဲ့တာဖြစ်ပြီးယခု2026ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာ Top 5ကျောင်းသားတအူးကိုမွေးထုတ်ပေးနိုင်ခဲ့တာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။